တော်တော်သာပါပညာသင်ရမမျိုးတက္ကသိုလ်မှာဂျုံလာဆုံးလာတဲ့နေ့မှာခင်မင်းသားတွေစားကအညာလူရဲ့ကျင်နာတတ်တဲ့သူအပြုံးမျက်နှာရုပ်သားလာတဲ့ရှန်ကလေးစားတဲ့ထမင်းစံကောင်းရဲ့ရှင်းရှင်းပြောတတ်တာဟာလူရှမ်းမင်းအညာလူရဲ့တောင်းပေါ်မြေမှာပဲပြူစားနိုင်ရဲ့လိုက်ခဲ့ပါမြင်စေခြင်းနဲ့ရိုးရာသင်စေခြင်းနဲ့ရှမ်းသာတောင်းပေါ်မြေစီလိုက်ခဲ့စမ်းမလားအချိန်တိုင်းအိမ်ပြန်ရောက်မယ်အခုဟာတော်သားမှာအကျဉ်းသားတွေပြန်ခါနီမနဲ့ဆုံးဖြတ်ပါအကျဉ်းသားတွေပြန်ခါနီမနဲ့ဆုံးဖြတ်ပါရုပ်သားလာတဲ့ရှန်ကလေးစားတဲ့ထမင်းစံကောင်းရဲ့ရှင်းရှင်းပြောတတ်တာဟာလူရှမ်းမင်းအညာလူရဲ့တောင်းပေါ်မြေမှာပဲပြူစားနိုင်ရဲ့လိုက်ခဲ့ပါမြင်စေခြင်းနဲ့ရိုးရာသင်စေခြင်းနဲ့ရှမ်းသာတောင်းပေါ်မြေစီလိုက်ခဲ့စမ်းမလားအချိန်တိုင်းအိမ်ပြန်ရောက်မယ်အခုဟာတော်သားပါအကျဉ်းသားတွေပြန်ကားဒီမနဲ့ဆုံးဖြတ်ပါအကျဉ်းသားတွေပြန်ကားဒီမနဲ့ဆုံးဖြတ်ပါအကျဉ်းသားတွေပြန်ကားဒီမနဲ့ဆုံးဖြတ်ပါအားလုံးကျေးဇူးတင်ပါတယ်